ဟာတာတရုတ်ဆောင်ညညောင်ရဲ့နောက်ဆုံးခီးလန်ပရိသတ်တွေရေမောပျော်ရွှင်အောင်လုပ်ပေးနေတဲ့လူရွှေနော်ဟာတာတရုတ်ဆောင်ဖြစ်တဲ့ညညောင်ကတော့မနေ့ကပဲသူချေရတဲ့တရုတ်ဆောင်တော့ကနဲ့ပရိသတ်ကြီးကိုနှုတ်ဆက်သွားခဲ့ပါပြီညညောင်ကတော့အေယာအုံတီတို့နဲ့အငိတ်ပွဲတွေမှာနဲ့ဇက်ကားတွေမှာအတွဲညီခဲ့တာကြောင့်ပရိသတ်တွေချစ်ခင်အားပေးခဲ့ကြရတာပါရုပ်ရှင်ဇာတ်ကားတွေမှာလည်းသူတို့ရဲ့ဟာတာတွေနဲ့ပို့ပြီးမြိုင်စေခဲ့တာမို့လို့ပရိသတ်တွေအထူးချစ်ခင်ကြရတဲ့သူတွေဆိုလည်းမမှားပါဘူး။ညောင်ညောင်ဟာဆိုရင်သူချစ်တဲ့အမှုပညာအလုံးသရုပ်ဆောင်တာကိုစုံခန်းတိုင်တဲ့အထိလုပ်ခဲ့တယ်လို့ပြောရပါမယ်။အသေးအစိတ်တက်ပြီးအတိမ်မီကကျမ်းမာရေးကြောင့်ဆေးရုံ9လလောက်တက်ခဲ့ရပြီးနေပြန်ကောင်းလာတဲ့အချိန်မှာတော့သူချစ်ရတဲ့ပရိသတ်တွေအတွက်ဇလန်းတွဲတွေပြန်လည်ရိုက်ကူးနေခဲ့တာပါ။ဇလန်းရိုက်ကူနေရင်မှာပဲဒီဇင်ဘာ18ရက်နေ့မှာပဲသူမိသားစုနဲ့သူချစ်တဲ့အမှုပညာကြီးကိုအပီးတိုင်းနှုတ်ဆက်သွားခဲ့ပါပြီ။အခုဆိုရင်လေဟာသားသရုပ်ဆောင်တွေတယောက်ပြီးတယောက်ကျွေးလင်းကုန်တာတကယ်ကိုမှဝမ်းနည်းစရာကောင်းလာပါတယ်။ပရိသတ်တို့ရောညောင်ညောင်ပါဝင်တဲ့ဆက်ကားတွေနဲ့အမှတ်တရတွေရှိခဲ့ကြမယ်လို့ထင်ပါတယ်။ညောင်ညောင်ကိုဝမ်းနဲ့ပူဆွေးခြင်းအထိန်အမှတ်အနေနဲ့အမှတ်တရလေးတွေကိုကောမန့်မှာမှတ်ခဲ့ပေးကြပါအောင်နော်။